Hello မင်္ဂလာပါ Tish Ubotash မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့Microsoft Excel ကိုဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာလေးပြုလုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့သင်ခန်းစာအပိုင်း1အနေနဲ့ Microsoft Excel ကိုဘယ်လိုမျိုးဖွင့်ရမလဲဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံး Microsoft Excel ဖွင့်ဖို့အတွက်ဆိုလို့ရှိရင်ဒီ desktop ပေါ်မှာ Excel ဆိုတဲ့icon လေးလိုက်ရှာလိုက်ပါနော်ဒီမှာဆိုလို့ရှိရင် Excel ဆိုပြီးတွေ့ရလိမ့်မယ်အကယ်၍က desktop ပေါ်မှာရှာကြည့်လို့မတွေ့ဘူးဆိုလို့ရှိရင်ဒီ search bar ပေါ်မှာဘာလို့ရိုက်ထည့်ရမလဲဆိုလို့ရှိရင် Excel ဆိုပြီးတော့ရိုက်ထည့်လိုက်ပါဒါဆိုလို့ရှိရင် Excel ဆိုတဲ့ဒီပုံစံလေးပေါ်လာလိမ့်မယ်ပေါ့နော် Excel app ဆိုပြီးပေါ်လာလိမ့်မယ်အဲ့တော့သူ့ကိုဖွင့်ဖို့အတွက်ဆိုလို့ရှိရင် Excel ဆိုတာလေးကိုနှိပ်ပြီးတော့ open ဆိုတာနှိပ်လိုက်ရတယ်သူ့ကို double click နှိပ်ပြီးတော့ဖွင့်လိုက်လိုက်ရတယ်ပေါ့နော်ဒါဆိုရင်ခဏလေးဆောင်းလိုက်ပါဒီမှာ Excel ဆိုပြီးပွင့်လာလိမ့်မယ်ပွင့်ရှင်မှာဘာယူပေးရမလဲဆိုလို့ရှိရင်စာရွက်ယူဖို့အတွက် blank workbook ဆိုတာလေးကိုနှိပ်ပေးရလိမ့်မယ်ဆိုတော့ blank workbook လေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာကိုစာရိုက်ပြီးတော့စာရိုက်လို့ရပြီပေါ့နော်ဆိုတော့စာမရိုက်ခင်စရင်စရာတွေမလုပ်ခင်မှာ Excel မှာခေါ်ဝေါ်လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးမယ်ဆိုတော့ဒီအပေါ်ကဒီမှာ book 1 Excel ဆိုပြီးရှိရပေါ့နော်အဲ့ဒါကိုတိုက်တယ်ပါလို့ခေါ်တယ်တိုက်တယ်ပါပေါ့နော်အဲ့ဒီအကောင့်လေးကိုတိုက်တယ်ပါလို့ခေါ်တယ်သူကဒီ book 1ဆိုတဲ့နေရာဒီနေရာလေးမှာကိုက file နေ save လိုက်လို့ရှင်ကို save လိုက်တဲ့ file နဲ့လိုက်ပြီးတော့ဒီ book 1နေရာမှာလာပြီးပြောင်းသွားလိမ့်မယ်ပေါ့နော်အဲ့ဒါတော့တိုက်တယ်ပါတိုက်တယ်ပါပြီးတော့ဟန်ပါရှိမလဲဆိုတော့ဒီရဲ့ file နေ home နေဒီကောင့်နေပေါ့နော်သူတို့ဘာလို့ခေါ်လဲဆိုလို့ရှိရင် tab လို့ခေါ်တယ် tab tab ဆိုပြီးခေါ်ရပါတော့ဒီ file home insert drawer ဆိုတော့အဲ့ဒါတွေကို tab လို့ခေါ်တယ်ဆိုတော့သူတို့တွေကိုတွားပြီးနှိပ်ကြည့်လို့ရတယ်ပေါ့နော် file နဲ့ရင် file နဲ့သက်ဆိုင်တာတွေကြာလာလိမ့်မယ် home ကိုနှိပ်ထားရင် home နဲ့သက်ဆိုင်တွေကြာလာလိမ့်မယ် insert ကိုနှိပ်ရင် insert နဲ့သက်ဆိုင်တာတွေကြာလာလိမ့်မယ်ဆိုတော့ home ကိုနှိပ်လိုက်လို့ရှိရင် home ရဲ့အောက်မှာကြာနေတဲ့ဒီ box လေးတွေရှိရပေါ့နော်ဒါလေးတွေရှိတယ်အကောင်တွေကိုကြတော့ဘာလို့ခေါ်လဲဆိုရင် command လို့ခေါ်ရပါတော့ command command လို့ခေါ်တယ်ဆိုတော့ home ကိုနှိပ်ထားရင် home နဲ့သက်ဆိုင်တဲ့ command လေးကြာနေလိမ့်မယ် insert ကိုနှိပ်လိုက်ရင် insert နဲ့သက်ဆိုင်တဲ့ command လေးကြာလာလိမ့်မယ် draw ကိုနှိပ်ရင် draw နဲ့သက်ဆိုင်တဲ့ command လေးကြာလာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကောင်ဒီကိုဘယ်လိုခေါ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တည်သွားပြီဒါဆိုလို့ရှိရင်တစ်ခါလေးကိုက Excel ဖွင့်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီရဲ့ tab တွေ command တွေပြောင်းနေတာမျိုးရှိနိုင်တယ်ပေါ့နော်ribbon တွေပြောင်းနေဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဘယ်နာလေးကိုသွားနှိပ်ရမလဲဆိုရင်ဒီမှာများပုံစံလေးရှိတယ်ဒီကောင်လေးပေါ့နော်ဒီရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလို box လေးထဲမှာများလေးတစ်ချောင်းရှိနေလိမ့်မယ်ဒီရဲ့ပုံစံလေးပေါ့နော်သူ့သွားနှိပ်လိုက်လို့ရတယ်နှိပ်ပြီးတော့ရင်ဆိုလို့ရှိရင်သူကဒီမှာ auto hide ribbon ဆိုတာကtab ကို command ကိုဖျောက်ထားတာကိုပြောတာပြီးလို့ရှိရင် show tab ကကြတော့ tab တစ်ခုတည်းကိုပြထားပေးလိမ့်မယ် show tab ကိုနှိပ်လိုက်လို့ရှိရင်ခုနကပြောပြတဲ့ tab လေးပဲပေါ်နေလိမ့်မယ်အဲ့တော့ခုနကတော့ဒီနေရာမှာရှိနေတဲ့ကောင်လေးကအခု tab ပေါ်လာပြီဆိုတော့ဒီနားလေးမှာလာပြီးရောက်လာတယ်ပေါ့နော်ပုံစံတော့ဒီရဲ့ပုံစံလေးပဲဖြစ်တယ်အဲ့တော့အဲ့ဒီရဲ့ပုံစံလေးကိုနှိပ်ပြီးတော့နှစ်ခုလုံးပြန်ပေါ်ရှင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ show tab and command ကိုနှိပ်လိုက်လို့ရှိရင် tab ကို command ကိုပြန်ပေါ်လာပါလိမ့်မယ်နောက်ပြီးတော့ဒီနားလေးမှာရှိတဲ့ကောင်လေးပေါ့နော်ဒါကတော့ငကိုမတို့စော့ပွဲတွေတုံးနေကြတွေ့ရလိမ့်မယ်ဒါကခဏတင်ထားတာဒါကြောင့်သူအချီသေးလောက်တာဒီကကြတော့ပိတ်လိုက်တာပေါ့နော်ဆိုတော့ဒီနေ့သင်ခန်းစာအပိုင်း1အနေနဲ့ဟာတော့ဒါလာပါပဲနောက်နေ့ကြရလို့ရှိရင်အပိုင်း2အနေနဲ့ Excel ကိုဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမယ်ကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်